ရှင်ဘလောက်ပဲမားနေပါစေအာယုံဆိုင်ပြီးတော့ကစားရင်ပြန်ပြီးတော့အဆင်ပြေသွားနိုင်ပါလိမ့်မယ်ဒါပေမဲ့အခုပလီယာတွေကတော့အဲ့လိုမဟုတ်ကြဘူးဗျပွဲမှာလောင်သွားပြီဆိုရင်သူဆဲကိုဆဲနဲ့ပွဲကိုလုံးဝရက်ပြီးတော့မင်းကပါကောင်လေးတွေငါးပါကောင်လေးတွေ white shirt တွေဖွင့်ပြီးဆဲကြတာတွေဒါမျိုးတွေလုပ်ကြပါတယ်အဲ့လိုမျိုးလုပ်တာတွေကလည်းအမားတွေပါပဲဟီးရိုပိတ်ကနေစပြီးတော့ပွဲတစ်ပွဲလုံးမှာတာနေအောင်မှအဲ့လိုမျိုးပွဲလောင်ပြီးတော့ရန်ဖြစ်လိုက်လို့ရှင်ထုံးသွားတာမျိုးတွေလည်းရှိပါတယ်အဲ့တော့တကယ်နိုင်ရင်လို့ရှိရင်ဂိမ်းကိုပဲအာရုံစိုက်ပြီးကစားပါတိုက်တော့ဆဲပါစေ view ရဲ့ခလုတ်ပါပါတယ်အဲ့ view ရဲ့ခလုတ်ကနေ view ပါ white shirt ဖွင့်ပြီးဆဲနေအောင်မှကိုနားထောင်ခြင်းမှနားထောင်လို့ရတဲ့ဟာမို့လို့ကိုကစိတ်တူတတ်တဲ့သူဆိုရင်အစတည်းကဖွင့်ပြီးတော့နားမထောင်ပါနဲ့ကိုဟာကိုဂိမ်းကိုပဲ AACC အာရုံစိုက်ပြီးကစားလိုက်ပါဒါကြောင့်မို့လို့ဒုတိယချက်အနေနဲ့နိုင်ရင်တဲ့လူတွေအရန်လောင်ပြီးတော့မကစားကြပါနဲ့စိတ်အေးလက်အေးထားပြီးကစားနိုင်တာကသင်တို့ကို professional ကစားသမားတစ်ယောက်ဖြစ်အောင်ဒီအောင်စွမ်းဆောင်ပေးပါလိမ့်မယ်ဒီကြောင့်ကိုလည်းနောက်မှစီးစံတက်ရှင်းပြပေးပါဦးမယ်နံပါတ်3ချက်ကတော့ဘိုးကောင်းဆန်တဲ့အပြင်မနိုင်ဝင်ကိုထမ်းပြီးတော့စိတ်ထင်အောင်လုပ်ကြတာပါဒီချက်ကလည်း mobile legend player တွေတော်တော်များများမှတွေ့ရတယ်ဆိုးရွားတဲ့အမားတစ်ခုပဲဖြစ်ပါတယ် mobile legend ကစားနေတဲ့လူတိုင်းမှာအားသာချက်တစ်ခုစီရှိပါတယ်တချို့ကကြတော့ဦးဆောင်နိုင်စွမ်းကောင်းကောင်းရှိတယ်တချို့ကကြတော့ hero drop ပေးလောက်တာမှာပါရမီပါကြတယ်တချို့တွေကကြတော့လည်း hero တွေကင်နေတဲ့နေရာမှာဆရာကြကြတယ်ဒီလိုပါပဲတယောက်ကိုအားသာချက်တစ်ခုစီရှိကြပါတယ်အဲ့လိုအားသာချက်တွေကိုကောင်းတဲ့နေရာမှာအသုံးချနိုင်ရင်တော့စိတ်ကိုအဆင်ပြေပါတယ်တခါတလေမှာကျွန်တော်တို့ကတစိမ့်လောက်လေးတည်ရကိုတအိတ်လောက်ကြီးတည်တယ်လို့ထင်နေကြပြီးတော့ပွဲတစ်ပွဲလုံးကိုစီမံခန့်ခွဲနေတဲ့လူတွေကိုလည်းတွေ့ပြီးပါတယ်သူစိတ်ထင်အောင်လုပ်တယ်သူလှုပ်ချင်တာမလုပ်ရလို့ရှိရင်စိတ်ကောက်ကြပါတယ်စိတ်ကောက်တတ်တဲ့ပလီယာတွေမှာအများဆုံးတွေ့ရတဲ့အချက်ပေါ့နော်တချို့တွေကလည်းကိုဂိမ်း knowledge အရန်ကိုပြေဝနေပါတယ်လို့ထင်တဲ့လူတွေရှိတယ်အဲ့လိုလူမျိုးတွေကလည်းသူတို့စိတ်ထင်အောင်လုပ်ပြီးတော့ပွဲတစ်ပွဲလုံးကိုစီမံခန့်ခွဲခြင်းနဲ့တင်းမိတ်တွေကပေးပြီးတော့မလုပ်တော့ဘူးဆိုတဲ့အချိန်မှာစိတ်ကောက်ပြီးတော့သူစိတ်ထင်ရတွေကိုလုပ်တယ်ပွဲထဲမှာရှောက်ပြီးတော့သွားတည်တယ်စီးရင်းတွေလုပ်တယ်ကိုယ့်ရဲ့ကျွမ်းကျင်ရလိမ့်မာယာကိုအသုံးမချဘဲနဲ့လှုပ်ချင်တာမလုပ်ရလို့ဆိုပြီးတော့အဲ့ဒီ ability တွေကိုစွန့်ပစ်ပြီးစိတ်ကောက်တတ်တဲ့လူတွေကလည်းပွဲဆုံးရခြင်းရဲ့အဓိကအကြောင်းရင်းပါပဲအဲ့ဒါကြောင့်ကိုတည်တဲ့ဗဟုသုတကိုလိုအပ်တဲ့နေရာမှာပဲအသုံးချပါကိုထက်နားလေတဲ့လူတွေ့လို့ရှိရင်အဲ့ဒီလူကိုလက်ခံပေးပါဒါဆိုရင်တော့ကစားတဲ့နေရာမှာအများကြီးအထောက်အကူဖြစ်လာပါလိမ့်မယ်ကြံရှိနေတဲ့အချက်တွေကတော့ပရိသတ်ကြီးတို့ကိုကျွန်တော်မပြောလဲသိကြပါပါကစားသမားစိတ်သက်အပြည့်ရှိဖို့တွေတင်းဝိုင်းရှိဖို့တွေဒါတွေကတော့အားလုံးနဲ့သိပြီးသားမို့လို့အတွေ့အကြုံတော့ပြန်ရှင်းပြပေးတော့ပါဘူး